မင်္ဂလာပါကျွန်တော်ရဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ရေပူရာအပြင် Monster တကောင်နိုးထလာပြီးရင်တားရဲပုံစံနဲ့လူသားပုံစံဆိုပြီးပုံစံနှမျိုးရှိပါတယ်တိုက်ပွဲနယ်မြေမှာလူသားပုံစံကအဓိကတိုက်ခိုက်တပ်ဖြတ်ဖို့ဖြစ်ပြီးတားရဲပုံစံကတော့ပန်ပိုးကူညီပေးဖို့ပိုများပါတယ်အဲ့ဒီအချိန်မှာအခင်းဖြစ်ပွားရနေရာကလူတိုင်းဟာမြင်ကွင်းကိုကြည့်ပြီးအံ့ဩတုန်လှုပ်နေကြသလိုတီးကျင်စိတ်တွေလည်းဖြစ်ပေါ်နေကြပါတယ်ကျွန်တော်ရဲ့နိုးထလာတဲ့ Monster ရဲ့အရှိန်အဝါဘလောက်တောင်အားကောင်းလဲဆိုတာကိုအံ့ဩနေကြတာဖြစ်ပြီးအဲ့ဒီ Monster မျိုးကိုသူတို့တခါမှမမြင်ဘူးသလိုသူ့ရဲ့ level ကိုလည်းဘယ်သူမှမသိနိုင်တာကြောင့်တီးကျင်စိတ်တွေဖြစ်နေကြတာပါအဲ့ဒီချိန်မှာအတန်းပိုင်ဆရာဟွမ်ချိုရှင်းကတော်တော်လေးအံ့အားသင့်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့သူဟာ B level monster တကောင်ထင်ပေမဲ့ကျွန်တော် B မှာရှိနေချိန်မှာအသက်ရှူရခက်တယ်လို့ခံစားနေရလို့ပါပဲဒါဟာကျွန်တော်ရဲ့ monster level က B level ထက်တေချာပေါက်ပိုမြင့်တယ်ဒါမှမဟုတ်အဲ့ဒီထက်တောင်ပိုနိုင်တယ်ဆိုတာကိုပြသနေတာပါကောင်းဆုံးကနိုးထလာပြီးထက်တယ်လို့နိုးထလာတဲ့ monster ကလည်းအားမနေဘူးလို့ထင်ရတာကြောင့်သူ့ကိုကြောင်းထုတ်ဖို့မလိုအပ်တော့ပါဘူးဒါပေမဲ့အရေးကြီးဆုံးကကောင်းဆုံးရဲ့ level ကိုတိုင်းတာဖို့ပါပဲဒါပေမဲ့အခုနိုးထုချင်းကြောက်တုံးကိုကျွန်တော်စားလိုက်ပြီးဖြစ်တာကြောင့်ဂျင်ပင်တောင်းဟာတခြားပြိုင်ပဲကျောင်းတွေကသူငယ်ချင်းဟောင်းတွေစီကိုဖုံးဆက်ပြီးသူတို့ကျောင်းကနိုးထုချင်းကြောက်တုံးကိုခဏလောက်ငားတုံးဖို့တောင်းဆိုခဲ့ရပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ဟာအသွင်ပြောင်းလဲမှုကိုပြန်ဖြတ်လိုက်ပြီးကျောင်းအုပ်ကြီးရဲ့အကျိုးအမြတ်ကြီးတဲ့အသွေးကိုခံမှန်းမိပါတယ်ဒါပေမဲ့လူအများရှိမှကျွန်တော်ကိုအဆက်ခွဲခဲ့တာကိုတော့ဒီတိုင်းလွတ်ပေးမှာမဟုတ်ပါဘူးကျွန်တော်ကိုကျောင်းထုတ်ဖို့ရွေးချယ်ခဲ့မှာတော့ကျွန်တော်ဒီ Shanghai Monster Academy ကိုဘယ်တော့မှပြန်ဝင်မှာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာပဲကောင်းကင်ရံကနေအေယာမအရေးကြီးတစ်ခုကနေရာအတော်များများကိုဖုံလွှမ်းသွားပါတယ်ပတ်ဝန်းကျင်ကယူဒီအလုံးသားကိုမြင်ပြီးအံ့တော်သွားကြပါတယ်ဒါဟာ King of the Sky လို့ခေါ်ကြတဲ့ A level ပြန်ထမ်းနိုင်တဲ့ monster တကောင်ဖြစ်တဲ့ Shen Huang Golden Wing Dragon ပဲဖြစ်ပါတယ်ဒါပဲလို့လူခေါင်းကြီးမျိုးရောက်လာတာလဲကျောင်းသားတယောက်ရဲ့နိုးထွဲမှုက goal level အဆင့်ရှိတဲ့ပုံကိုတယောက်ကိုတောင်ဘယ်လိုဆွဲဆောင်နိုင်တာလဲအဲ့ဒီအချိန်မှာပဲ Dragon Ball ကနေလူရိတ်သုံးခုဟာကောင်းကင်ဘော်ကနေရုတ်တရက်ဆင်းသက်လာပါတယ် Dragon ဟာလည်းလူလက်ပိုင်းအရွယ်အမျိုးသားတယောက်အစွင်ပြောင်းလဲပြီးဆင်းသက်လာပါတယ်သူတို့တွေကတော့ Jufin Monster Academy, Zaijin Monster Academy, Beihai Monster Academy နဲ့ Yinfin Monster Academy တို့ရဲ့ကျောင်းအုပ်ကြီးတွေပဲဖြစ်ပါတယ်သူတို့ဟာနိုးထွေးချင်းကြောက်တုံးဒီကိုကိုင်ဆောင်ပြီးဂျင်ပင်ဖောက်စီကိုရှောက်လာကြပါတယ်။ဘာဖြစ်လို့လဲနိုးထွေးချင်းကြောက်တုံးယူလာပြီးပြီလေအကြီးဆုံးတစ်ခုပဲဒါကမင်းစီကထက်တောင်အများကြီးပိုကောင်းသေးတယ်။မင်းတို့အဘိုးကြီးတွေဘာတွေချမ်းစည်းနေလဲဆိုတာငါမသိဘူးများမှတ်နေလား။အင်ဒိုနီးရှားကနေတောင်ကြားနေရတယ်။ပေးလိုက်စမ်းပါ။ဂျင်ပင်တောက်ကလူလေးယောက်စီကနေနိုးထွေးချင်းကြောက်တုံးကိုယူပြီးနိုးထွေးချင်းစင်မြင့်ပေါ်မှာတင်လိုက်ပါတယ်။အဲ့ဒီနောက်ဂျင်ပင်တောက်ကကျွန်တော်ကိုလေးတန်အေးအေးနဲ့ပြောလာပါတယ်။စောစောကနိုးထွဲချင်းကြောက်တုံးကိုမင်းဝါးစားလိုက်တာကိုငါအဖြစ်မယူတော့ပါဘူး။အခုမင်းတို့အသစ်တစ်လုံးထပ်ယူလာပေးတယ်။မင်းရဲ့လက်ကိုအဲ့ဒီပေါ်မှာတင်လိုက်စမ်း။မင်းရဲ့ monster level ဘယ်လောက်လဲဆိုတာငါတို့ကြည့်ရအောင်။ပြီးတော့မင်းရဲ့စွမ်းဆောင်ရည်ကိုကြည့်ပြီးမင်းကိုကြောင်းထွက်တဲ့အမိန့်ကိုလည်းငါတို့ပြန်ရုပ်သိမ်းပေးမယ်။အဲ့ဒါကိုကြားတော့ကျွန်တော်နှုတ်ခမ်းထောက်ကနေလောင်ပြုံထထပ်ပေါ်လာပါတယ်။စိတ်မရှိပါနဲ့ကျောင်းအုပ်ကြီး။ကျောင်းထုတ်ခံရပြီးပြီဆိုမှတော့ကျွန်တော်ဒီ Shanghai Monster Academy ကိုဘယ်တော့မှပြန်မဝင်တော့ဘူး။ဘာမင်းက Shanghai Monster Academy ကိုပြန်မဝင်ဘူးဟုတ်လား။ဂျင်ဖန်တောင်းရဲ့အမနာဟာချက်ချင်းပြောင်းလဲသွားပါတယ်။ကောင်းဆုံးငါတို့ Shanghai Monster Academy ကတစ်ခုလုံးမှာအကောင်းဆုံးကျောင်းပဲ။ဒီမှာမင်းအကောင်းဆုံးပညာရေးနဲ့အရင်အမြစ်တွေကိုရနိုင်တယ်။မင်းရဲ့အနာကနေရောမနှောက်ပါနဲ့။ကျွန်တော်သူ့ကိုဂယုမဆိုင်ပဲစောစောကစကားဦးပဲထပ်ပြောလိုက်ပါတယ်။ကောင်းပြီမင်းနောင်တမရစေနဲ့ပေါ့ဂျင်ပင်တောင်းဟာမျက်နှာပြက်နဲ့ဘေးကိုထွန်သွားပါတယ်အတန်းပိုင်ဆရာဟွမ်ချူစင်ကတခုခုထပ်ဖြောင်းဖျားဖို့ကြိုးစားပေမဲ့ဂျင်ပင်တောင်းဟာတားလိုက်ပါတယ်ဆရာဟွမ်ငါတို့ Shanghai Monster Academy ကအဲ့လောက်ထိအောက်ကျမခံနိုင်ဘူးသူကတကယ်ပဲ S level လားဆိုလားမပြောနေဘူးတကယ်ဖြစ်ခဲ့ရင်တော့ငါတို့သူ့ကိုအလိုမရှိဘူးမာနကြီးပြီးကိုချင်းတရားမကောင်းတဲ့လူမျိုးကိုငါတို့အလိုမရှိဘူးဒီစကားထလာပြီးသားနဲ့ပန်ဝန်းကျင်ကကျောင်းအုပ်ကြီး၄ယောက်ဟာကျွန်တော်ကိုစပြီးလူကြပါတော့တယ်ဟာလူငယ်လေးမင်းရဲ့ကျောင်းအုပ်ကမင်းကိုအလိုမရှိရင်ငါတို့အလိုရှိတယ်ငါတို့ Jufan Monster Academy ကိုဝင်လိုက်ပါငါတို့ကျောင်းမှာ S level ကျောင်းသားနှငယ်ပဲရှိတာမို့မင်းရမယ့်အရင်အမြစ်တွေကနဲမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့ CJ Mixer Academy ကိုလာခဲ့ပါကျွန်တော်တို့ကျောင်းမှာ SS Sync ရောက်ပဲရှိပေမဲ့မင်းကိုပို့ပြီးထောက်ပံ့ပေးနိုင်တယ်ကျွန်တော်တို့ Beihai Mixer Academy မှာတော့ SS Sync တယောက်မှမရှိသေးဘူး
ဒါကြောင့်ကျောင်းရဲ့အရင်အမြင့်အားလုံးကိုမင်းစီပုံပေးပြီးမင်းတက်ကတော်ဝင်းစာမေးပွဲမှာရာမတ်ကောင်းလူရအောင်ကူညီပေးမယ်ကျွန်တော်တို့ရင်းဖုံးမိတ်စာအကယ်ဒမီကိုဝင်လိုက်ပါကျွန်တော်တို့ကျောင်းမှာ SSN တယောက်ပဲရှိတာမှန်ပေမဲ့ရှင်းဟိုင်ပြီးနယ်ကခုလုံးမှာမင်းကလေးအလှဆုံးကျောင်းတည်တယ်ကျွန်တော်တို့စီလာရင်မင်းချိုက်တဲ့မင်းကလေးကိုစိတ်ကြိုက်ရွေးချယ်နိုင်တယ်အခုမှလိုင်းခွဲထားတဲ့မင်းအတွက်ဒီလိုအခွင့်အရေးမျိုးကလိုအပ်တာပေါ့ဟာလှတဲ့သူတွေအများကြီးပဲအဲ့ဒီထဲမှာနှစ်သမီးလေးတောင်ပါတည်တယ်ဒါကိုမြင်တော့ကျင့်ပြင်းထောင်းရဲ့မျက်နာကပို့ပြီးဖြတ်သွားတယ်ဘာတွေလူနေကြတာလဲဘာတွေအလောလောကြီးထိနေကြတာလဲအရင်စစ်ဆေးခိုင်းလိုက်ယုံလေသူဖာ SSN ဟုတ်မဟုတ်တောင်မသိချသေးဘူးအဲ့ဒီအချိန်မှာကျွန်တော်ရဲ့အကြီးကစင်အောက်မှာရှိနေတဲ့လျိုကြားချီစီကိုရောက်သွားတယ်ကျွန်တော်အစင်နိုးထားလာပြီးတဲ့နောက်မှာသူမရဲ့မျက်နှာအမူအရာကဘလို့ဖြတ်သွားမလဲဆိုတာကိုတကယ်ပဲစိတ်လှုပ်ရှားမိတယ်ကျွန်တော်လက်ကိုနိုးထားခြင်းကြောက်တုံးပေါ်တင်လိုက်တဲ့အခါမှာတော့စူးရှက်တဲ့အလင်းတန်းတွေတခွင်းလုံးကိုလွှမ်းထွားပြီးနောက်တစ်ခဏမှာပဲနိုးထားခြင်းကြောက်တုံးကတိုက်ရိုက်ကွဲကြေသွားခဲ့တယ်ဒါကိုမြင်တော့လူတိုင်းစွန့်အားထွားကြတယ်နိုးထားခြင်းကြောက်တုံးရဲ့အစွမ်းခံနိုင်ရည်ကဒီကနေ SSN အထိရှိတယ်ဆိုတာတည်ထားရမယ်အခုတော့ဖြစ်သွားတာကကျွန်တော်ရဲ့အစွမ်းက SSN ထက်ကျော်လွှမ်းနေတယ်ဆိုတာပြနေတာမယ်ရှင်းဟိုင်မိတ်စာအကယ်ဒမီကျောင်းတည်ထောင်နေကြတဲ့ကလွင်ခဲ့တဲ့နှစ်ပေါင်း30ကမှဒီလိုနိုးထားခြင်းကြောက်တုံးကွဲတဲ့ဖြစ်ရတစ်ခါမှရှိခဲ့ဘူးတဲ့အဲ့ဒီတုန်းကကျောင်းသားက SSSN မိတ်စာအစွမ်းကိုနိုးထားစေခဲ့ပြီးရှင်းဟိုင်ပြည်နယ်တစ်ခုလုံးကိုတုံလုစေခဲ့တယ်မိုးတူဘက်ကထိတ်တန့်မိတ်စာတက္ကသိုလ်တစ်ခုကနေသူကိုခေါ်ယူဟုလူကိုယ်တိုင်လာခဲ့တယ်ဖွဲ့ရပြီးတဲ့နောက်မှာတော့ဘာသာမီဖွဲ့မှဖြည့်စရမလို့ပဲစစ်တပ်ရဲ့ဂိုင်းတော်ကိုဝင်ခွင့်ရခဲ့တယ်နောက်ပိုင်းမှာသူဟာဂိုင်းတော်ကနေကိုပိုင်ခွဲထွက်ပြီးဂိုင်းတော်တစ်ခုကိုတီးထောင်ခဲ့ပြီးစစ်တပ်ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့တယ်အဲ့ဒီဂိုင်းတော်ရဲ့အဆင့်အတန်းကရန်ရှားတစ်ခုလုံးမှာထိတ်တန့်ဖြစ်ခဲ့တယ်အခုဆိုရင်သူဟာစစ်တပ်ရဲ့တိုက်ခိုက်ရေးဘရင်တစ်ပါးထင်နေပြီးသူ့ရဲ့နာမည်ကိုရှင်းဟိုင်ပြည်နယ်ကလူတိုင်းမှတ်မိနေကြတယ်သူကတော့ဂိုင်းတော်ရဲ့ခေါင်းဆောင်ဒါရှားရဲ့တိုက်ခိုက်ရေးဘရင်36ပါးတွေကတဦးဖြစ်တဲ့ကုယူမော်မိတ်ဖြစ်ပါတယ်အခုဖြစ်ပျက်နေလာတွေကိုကြည့်ပြီးလိုကြားချီတယောက်မယုံနိုင်အောင်ဖြစ်နေပြီးခြေထောက်တွေပျော်ခွေကမြေပြင်ပေါ်လဲကျသွားခဲ့တယ်။ကျောင်းအုပ်ကြီးရဲ့အရှင်အဝါကလည်းပိုပြီးပြင်းထန်လာတယ်။ဒီကလေးကိုငါတို့ကျူဖွန်မိတ်စာအကယ်ဒမီကယူမယ်။ဟို SSN နေရောက်ကိုငါတို့မယူတော့ဘူး။ဘသူယူချင်းလဲယူလိုက်တော့အတီးပြောတာနော်မင်းတို့မယူရင်ငါတို့ပြီးဟိုင်လဲမယူဘူး။ငါပြန်သွားရင်ကျောင်းသားအားလုံးကိုအတန်းတစ်နှစ်ထပ်နေခိုင်းပြီးအရင်အမြင့်အားလုံးကိုကောင်းကျုံတစ်ယောက်ထဲထပ်ပုံပေးလိုက်မယ်။မင်းတို့အမိုးကြီးနှစ်ယောက်ကဘာလို့ဒီလောက်ချမ်းနေရတာလဲငါတို့စီချင်းကမင်းတို့လောက်မချမ်းနိုင်ပေမဲ့ငါသားမိမယူဟိုစုထားတဲ့ပိုက်ဆံတွေအကုန်ထုတ်ပြီးကောင်းကျုံတွေအရင်အမြင့်တွေဝယ်ပေးမယ်ငါတို့ရင်ဖုံမှာတော့ချမ်းသာတဲ့အမျိုးသမီးတွေအများကြီးရှိတယ်ကောင်းကျုံသားလာမယ်ဆိုရင်သူတို့ကမင်းကိုသုံးမကုန်တဲ့ပိုက်ဆံအိတ်တွေပေးလိုက်မယ်အကယ်ဒမီကြီးလေးခုကအလူရက်ခင်းနေကြချိန်မှာကျင်းဖျင်ထောင်းရဲ့အနောင်တရနေတဲ့မျက်နှာကိုတော့ဘသူမှသတိမထားမိကြဘူးမင်းတို့သိပြီးဝမ်းမသားကြပါနဲ့ဦးပြည်နယ်92ခုနယ်နယ်မြေ36ခုမှာ SSN ထိုက်မြင့်တဲ့ပါရမီရှင်ဖို့လာရင်စစ်တပ်ကိုအရင်သတင်းပို့ရမယ်စစ်တပ်ကသူတို့မှာပဲရှိတဲ့နိုးထွက်ချင်းကြောက်တုံးနဲ့အဆင့်ကိုပြန်စစ်ဆေးလိမ့်မယ်ပြီးတော့သူတို့ကတက္ကသိုလ်ဝင်စားမေးပွဲဖြေးစရာမလိုပဲနာမည်ကြီးတက္ကသိုလ်တွေကနေတိုက်ရိုက်ခေါ်ယူခြင်းခံရဖို့များတယ်မင်းတို့အချင်းချင်းလူမနီကြနဲ့နောက်ဆုံးတော့အချီနီးမယ်ဖြစ်သွားလိမ့်မယ်ကျောင်းအုပ်ကြီးလေးယောက်ကချင်းပြင်းထောင်းကိုဂယုမဆိုင်တဲ့မျက်နှွေနဲ့ကြည့်လိုက်ကြတယ်ခေါင်းပီလီဒါဆိုရင်တော့ဘာဖြစ်လဲသူငါတို့ကျောင်းနာမေးအောင်မရှိနေရင်ကိုတန်းနေပြီး SSN ပါရမီရှင်ငါကပဲကျောင်းကပွဲရတာဆိုတာမျိုးမော့ရှင်းဟန်ငါဒီရင်ကကုယူမောတရုပ်ပေါ်ခဲ့တော့ငါတို့အကယ်ဒမီလီကူကိုအမြဲဖိထားနိုင်ခဲ့တာမဟုတ်လားမင်းတို့သိပ်ပြီးစိတ်ကူးမရင်ကြပါနဲ့ငါစစ်တပ်ကိုတရင်ပို့ပြီးပြီစစ်တပ်ကမကြခင်မှာနိုးထားခြင်းကြောက်တုံအသင်းနဲ့လူလွတ်လိမ့်မယ်အဲ့ဒီကြရင်သူ့ရဲ့အစင်တန်းကိုအတီးအကျသိရလိမ့်မယ်တကယ်လို့သူက SSS အစင်သားဖြစ်နေရင်မင်းတို့ចောင်းတွေပါရောင်ပေးရလိမ့်မယ်အဲ့ဒီချိန်မှာကျင်းပြင်းထောင်းတယောက်နောင်တတွေယာနေတော့တယ်အစားကလေးကလန်းစားလေးခြံထားခဲ့တဲ့တချိန်ထဲမှာပဲရှင်းဟိုင်စစ်တပ်ခေါင်းဆောင်မော်ယူထင်ကစာရေးနေတဲ့ကလောင်တန်ကိုရွတ်တရက်ရလိုက်တယ်ဘာပြောလိုက်တယ်ရှင်းဟိုင်မိစာအကယ်ဒမီမှာ SSN ထက်မြင့်တဲ့သူပေါ်လာတယ်ဟုတ်လားကျောင်းအုပ်9ယောက်ကစစ်တပ်နိုးထားချင်းကြောက်တုံတုံးဖို့တောင်းဆိုထားတယ်ဟုတ်လားဟုတ်ကဲ့ပါအရှင်ဒါကရှင်းဟိုင်မိတ်စာအကယ်ဒမီကလာတဲ့သတင်းပါမမားနိုင်ပါဘူးကျောင်းအုပ်ကြီးလေးယောက်လည်းအဲ့ဒီမှာရှိနေကြပြီးပြည်내တစ်ခုလုံးကိုတိုက်ရိုက်ခုတ်လေနေတာပါဒါကိုကြတော့မော်ယူထင်ကဗီဒီယိုကိုဖွင့်ကြည့်ပြီးစဉ်းစားနေမိတယ်ဒီကောင်းကျုံဆိုတဲ့ကောင်ကြီးကဘာလို့မြင်ဘူးသလိုဖြစ်နေရတာလဲအရှင်ကောင်းကျုံကလောရွှဲနဲ့လင်းရှင်းရှင်းတို့ရဲ့သားပါခင်ဗျမော်ယူထင်ရဲ့မျက်နှာရွတ်တရဲ့ပြောင်းလဲသွားတယ်လွန်ခဲ့တဲ့3နှစ်ကရှင်းဟိုင်တိုက်ခွဲမှာကြောက်ဆုံးသွားခဲ့တဲ့ဇရင်ထဲမှာလောရွှဲနဲ့လင်းရှင်းရှင်းတို့ပါဝင်ခဲ့တယ်သူတို့နှစ်ယောက်ဟာတစ်ချိန်ကထူးချွန်တဲ့စစ်တေတော်ဒီထိခဲ့ကြခဲ့တယ်အ
အထူးသဖြင့်သူ့အဖေလောရွှင်ပေါ့အဲ့ဒီတိုက်ပွဲမတိုင်ခင်သူဟာတရုတ်ရဲ့ဂိုင်းတော်ကြီးလီခုထဲကတခုဖြစ်တဲ့ထင်းချစ်ဂိုင်းတော်ရဲ့စစ်ဆေးမှုကိုအောင်မြင်ထားပြီးသားပါအဲ့ဒီဂိုင်းတော်ကိုဝင်ခွေးရဖို့နီးစပ်နေပြီးထိတ်တန်းကိုရောက်ဖို့အခွင့်အရေးရှိခဲ့ပြီးမြဲဝမ်းနဲစရာကောင်းလောက်အောင်ပဲကြောက်ဆုံးသွားခဲ့ရတယ်အဲ့ဒီချိန်မှာမော်ယူထင်းတယောက်တပ်ပြင်းအရှိကြီးချလိုက်မိတယ်သူဖြစ်နေတာကိုနိုးထားချင်းကြောက်တုံးကိုချက်ချင်းပြင်ဆင်လိုက်ဒီတခါတော့ငါကိုယ်တိုင်ရှင်းဟိုင်မိတ်ဆာအကယ်ဒမီကိုတွားမယ်ကျွန်ုပ်တို့၏ခရမ်းရောင်ရွှေသားရဲ့အကယ်ဒမီတို့လာရောက်ပူးပေါင်းပါကျွန်ုပ်တို့အကယ်ဒမီတွင် Astran တူဦးသားရှိသဖြင့်တင်ပိုမိုခွဲတန်းရရှိနိုင်မည်ဖြစ်ပါတယ်ကျွန်ုပ်တို့၏ပင်လေပြသားရဲ့အကယ်ဒမီတွင်မူ Astran တူဦးမျှမရှိပါတကြောင်လုံးရှိအရင်းမြစ်အလုံးကိုတင်ထန်ထိုးတာပုံဩပေးမိဖြစ်ပြီးတက္ကသိုလ်ဝန်တန်းစာမွေးတွင်ရမှတ်ခေါင်းမြရရှိအောင်ကူညီပေးပါမယ်ကျွန်ုပ်တို့၏ရင်းဖုန်သားရဲ့အကယ်ဒမီတို့လာရောက်ပူးပေါင်းပါကျွန်ုပ်တို့ကျောင်းတွင် Astran တူဦးသားရှိတော်လေတပြည်နယ်လုံးတွင်အလားပေါ်ဆုံးမင်္ဂလိအများဆုံးရှိသည်ကျွန်ုပ်တို့ထအဘကတင်နေတဲ့ရာချော်မောလက်ပါတော်မင်္ဂလိကိုစိတ်ချက်ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။အခုမှလလဆက်ဆက်လန်းခွဲထားသည့်တင်အထာဤကဲ့သို့သောအခင်းရေးမျိုးအမှန်တကယ်လိုအပ်ပါတယ်။ဤလူများမီတို့ဖြစ်သည့်ဤမြအရှက်မရှိပြောထွက်ကြသည်။လူရှိတွင်ပင်လူပေါ်တင်ခေါ်နေကြခြင်းဖြစ်ပါတယ်။ခေါင်းစုမှအမှန်တကယ်ပင်အိမ်မက်ဆန်လာသည်။အခုကျန်းဖိန်ထောင်ဤမျက်နှာမှလည်းအတော်လေးပြည့်ရွေးနေပြီဖြစ်ပါလေ။ဘာတွေငင်းခုန်နေကြတာလဲ။ဘာတွေဤမြလောနေကြတာလဲ။အရင်ဆုံးအစင်းစမ်းတက်ခိုင်းလိုက်ဦးလေ။ Astran ဟိုမဟုတ်တောင်မတိရသေးဘူးလားသူကဆိုပါတယ်အဲ့ဒီချိန်တွင်ကျွန်ုပ်၏အချီးများသည်စင်းအောက်ရှိလူကြချီထန်တို့ကြရောက်သွားလေကျွန်ုပ်၏အစင်းနိုထားလာပြီးနောက်သူရိပ်မျက်နှာအမူအရာမိတို့ဖြစ်မိကိုအမှန်တကယ်ပင်မျှော်လင့်မိသည်အခုကျွန်တော်လက်ကိုနိုထားချောက်တုံးပေါ်တင်လိုက်သည့်အခါစူးရှဲသောအလင်သားများတခန်းလုံးတွင်ဖလာထွက်သွားလေထို့သောနောက်တစ်စက္ကန့်တွင်နိုထားချောက်တုံးမှတိုက်ရိုက်ပင်ကွဲထွက်သွားတော်သည်ဤဒီကိုမြင်လိုက်ရသည့်လူတိုင်းကြောင့်အားသွားကြတယ်။နိုးထား6တွန်းဤခန္ဓာရည်မှာဒီအဆင့်မှာ S အဆင့်အထိရှိသည်။အခုလိုဖဲသွားသည်မှာဒါလွင်နေသည်ဟုအတိတ်ပဲရလေ။ရှင်ဟိုင်သားရဲ့အကယ်ဒမီတီထောင်ပြီးကလေးကလွန်ခဲ့သောနှစ်ပေါင်း30ကတကျင်သားဤတို့ကြောက်ကွဲသည့်ဖြစ်ရမျိုးဖြစ်ဖူးတယ်။အဲ့ဒီတုန်းကကျောင်းသားမှာ SSS ရန်သားရဲ့ဖြစ်သည်ကူရီမောထန်းကိုနိုးထားစေခဲ့သည်တပြည်နယ်လုံးကိုတုံလုစေခဲ့သည်။မော်ဒူမျိုးမှာထိတ်တိုင်သားရဲ့တက္ကသိုလ်တစ်ခုကလူလွှတ်ရည်သူ့ကိုခေါ်သွားခဲ့သည်။ကျောင်းပြီးတော့အခါမိသည့်စာမွေပဲများဖြည့်ဆို့ရမလို့ပဲစစ်တပ်ဤတရင်တစ်ခုထဲသို့တိုက်ရိုက်ဝင်ခွင့်ရခဲ့သည်နောက်တိုင်းတွင်သူကကိုဘာသာတရင်အသစ်တစ်ခုကိုထူထောင်ခဲ့သည့်တရင်မှုထိလာခဲ့သည်အဲ့ဒီတရင်ဤအစဉ်အတန်းမှာတနိုင်ငံလုံးတွင်ထိတ်တန်းဖြစ်သည်အခုဆိုရင်စစ်တပ်ထဲတွင်အရှိန်ဝါကြီးမားသောစစ်ပရင်တပါးဖြစ်နေပြီဖြစ်သည်သူ့နာမည်မှာရှင်းဟိုင်းပြည်နယ်ရှိလူတိုင်းသိကြသည့်ကိုယူမော့အထည်ဖြစ်ပြီးစစ်တပ်ဤတရင်မိုးလည်းဖြစ်သလိုမဟာစစ်ပရင်36ပါးထဲမှတပါးလည်းဖြစ်သည်အဲ့ဒီအချိန်တွင်လူကြားချီမှသူ့ရှေ့တွင်မြင်တွေ့နေရသည့်အရာများကိုလုံးဝမယုံကြည်နိုင်ပဲခြေထောက်များပြော့ခွေးကမြေပြင်ပေါ်သို့တိုက်ရိုက်လဲကျသွားတော်သည်အကယ်ဒမီအသီးသီးမှကျောင်းအုပ်ကြီးများ၏အရှိန်ဝါများမှပို၍ပြင်းထန်လာသည်အစင်းက SSS rank တဲ့ဒီကောင်လေးကိုငါတို့ကျူဖုံးသားရေးအကယ်ဒမီကယူမယ်ဟို S rank နှစ်အောက်ကိုငါတို့မလိုချင်တော့ဘူးဘသူကိုပေးလိုက်တော့ဟုတူကဆိုသည်အတီးပြောနေတာမင်းတို့လည်းမယူနဲ့ငါတို့ဘီဟိုင်လည်းမယူဘူးငါပြန်သွားရည်ចောင်းသားအားလုံးကိုတစ်နှစ်အတန်းနာခိုင်ပြီးအရင်အမြင့်အားလုံးကိုခေါင်းစုတစ်ယောက်ထဲတွေပဲပုံအော်ပေးမယ်မင်းတို့နှစ်ယောက်ကတကယ်ပဲအစွန်းရောက်တာပဲငါတို့ကြည်ချင်းကမင်းတို့လောက်မလုံနိုင်ပေမဲ့ငါသားတွေမိမပေးစားဖို့စုထားတဲ့အရင်အနှွေးတွေအကုန်လုံးကိုခေါင်းစုတွေအရင်အမြင့်တွေဝယ်ပေးဖို့ထုတ်ပေးမယ်ငါတို့ရင်းဖုံးမှာတထဲကြီးတွေအများကြီးရှိတယ်ခေါင်းစုထားလာမယ်ဆိုရင်သူတို့ကမင်းတွက်ငွေတွေကိုမရေမတွက်နိုင်အောင်တုံပေးလိမ့်မယ်။တားရဲ့အကယ်ဒမီကြီးလေးခုကအပြိုင်ဆိုင်လူနေကြသည်ကိုမြင်ရတော့ကျန်းဖင်ထောင်မှသွားများပင်ကြိတ်ထားရသည်။မင်းတို့တွေသိပြီးပြောမနေကြနဲ့ဦး။တပီနယ်လုံးမှာ S rank ထက်ကျော်လွန်တဲ့ပါရမီရှင်ထွက်ပေါ်လာရင်အရင်ဆုံးစစ်တပ်ကိုတင်ပြရမယ်။စစ်တပ်ကသူတို့ရဲ့တီးတန့်စမ်းသက်ကြောက်တုံးနဲ့အဆင့်ကိုပြန်လဲစမ်းသက်လိမ့်မယ်။ပြီးတော့သူတို့ကတက္ကသိုလ်ဝန်တန်းဖြည့်စရာတောင်မလိုပဲနာမည်ကြီးကျောင်းတွေကတိုက်ရိုက်လာခေါ်စားလိမ့်မယ်မင်းလူတွေအလကားပဲအားထုတ်နေရလိမ့်မယ်ကျောင်းကြီးလေးယောက်ကကျန်းပင်ထောင်ကိုအထင်မသေးတော့အကြည့်များဖြစ်ကြည့်လိုက်ကြသည်ကောင်းပြီလေဒါဆိုရင်လည်းဘာဖြစ်လဲသူကငါတို့ကျောင်းနာမည်ကိုခဏလောက်သုံးပေးရင်တောင်တန်ပါတယ် SSS rank ပါရမီရှင်ကငါတို့ကျောင်းကနေထွက်တာလေမင်းတို့ရှင်ဟိုင်ပြည်နယ်ကလည်းအရင်ကကူရီမောထျန်းတောင်ထွက်ခဲ့လို့ငါတို့အကယ်ဒမီလေးကိုအပေါ်အမြဲတမ်းဖိနှိပ်ထားနိုင်ခဲ့တာမဟုတ်လားမင်းတို့တွေအိမ်မက်လာနေကြတာပဲငါစစ်တပ်ကိုအကြောင်းကြားပြီးပြီစစ်တပ်ကမကြခင်မှာစမ်းသပ်တဲ့ကြောက်တုံးအသစ်နဲ့လူလွတ်လိုက်လိမ့်မယ်အဲ့ဒီကြားမှာသူ့ရဲ့အဆင့်ကိုအတိအကျသိရလိမ့်မယ်သူက SSS rank တာထိခဲ့ရင်မင်းတို့ကျောင်းတွေပါရောင်းပေးရမလားမသိဘူး
အဲ့ဒီအချိန်တွင်ကျန်းဖိန်ထောင်မှာအမှန်တကယ်ပင်နောင်တများရနေပြီဖြစ်သည်အစောကတည်းကလမ်းစားလီခြံထားခဲ့တင်သည်အဲ့ဒီအချိန်မှာပင်ရှင်ဟိုင်းပြည်နယ်စစ်တပ်၏အကြီးခဲမောယူချန်ကရွတ်တရက်စာရင်းနေသည့်ကလောင်ကိုချလိုက်သည်ဘာပြောလိုက်တဲ့ရှင်ဟိုင်းသားရဲ့အကယ်ဒမီတွင် S rank tech ကျော်လွင်သည့်နိုးထွားသူတဦးထွက်ပေါ်လာသည်ဟုတ်လားကျောင်းအကြီး9ဦးလုံးကစစ်တပ်၏စမ်းသပ်ကြောက်တုံးကို3ရန်တောင်းဆိုနေကြသည်ဟုတ်လားဟုတ်ပါတယ်အကြီးခဲဒါကရှင်ဟိုင်းသားရဲ့အကယ်ဒမီကလာတဲ့တဲ့ပါအမားအရွေးမရှိနိုင်ပါဘူးကျောင်းအကြီးလေးယောက်လဲအဲ့ဒီမှာရောက်နေပြီးတပီနယ်လုံးကိုတိုက်ရိုက်ထုတ်လွှင့်နေလာပါမောယူချန်ကတိုက်ရိုက်ထုတ်လွှင့်မှုကိုဖွင့်ကြည့်ပြီးစဉ်းစားနေမိသည်ခေါင်းစုဆူတဲ့လူကဘာလို့ရင်းနှီးနေတယ်လို့ဖြစ်နေတာလဲအကြီးခဲခေါင်းစုဆိုလာလော့ရွှန်နဲ့လင်ချင်းချင်းတို့ရဲ့သားပါဟုလက်အောက်ကင်သားကဆိုသည်မောယူချန်ဤမျက်နှာမှာချက်ချင်းပြောင်းလဲသွားသည်လွန်ခဲ့သည့်3နှစ်ကရှင်ဟိုင်းပြည်နယ်တိုက်ပွဲတွင်ကြောက်ဆုံးသွားခဲ့သည့်စာရင်ထဲ၌လော့ရွှန်နဲ့လင်ချင်းချင်းတို့ပါဝင်ခဲ့သည်သူတို့နှစ်ဦးမှာတချိန်ကတကယ်ကိုထူးချွန်သောစစ်တီတော်များဖြစ်သည်အထူးသဖြင့်ခေါင်းစုဤဖခင်လော့ရွှန်မှာအဲ့ဒီတိုက်ပွဲမတိုင်ခင်ကပင်ထိတ်တန်းတပ်ရင်း၄ခုထဲမှတစ်ခုဖြစ်သောချမ်းချီတပ်ရင်းဤစမ်းသပ်မှုကိုအောင်မြင်ခဲ့ပြီးသားဖြစ်သည်အဲ့ဒီတပ်ရင်းထဲသို့ဝင်ရောက်ရန်အခွင့်အရေးအများကြီးရှိခဲ့တော်လဲကမ္မကောင်းစွာဖြင့်ကြောက်ဆုံးသွားခဲ့ရသည်အဲ့ဒီတုန်းကမော့ယူချမ်းမှာအတော်လေးနှမျောတတာဖြစ်ခဲ့ရသည်အခုတော့သူဖြစ်နေပြီပဲချက်ချင်းစမ်းသပ်တဲ့ကြောက်တုံးကိုယူခဲ့ဒီတစ်ခါတော့ငါကိုယ်တိုင်ရှင်ဟိုင်သားရဲ့အကယ်ဒမီကိုတွားမယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအပြန်ဘက်ခါနေခတ်တိုးတိုးရဲတန်တစ်ခုထွက်ပေါ်လာတယ်အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့မိုးရူချန်ဟာနေရာမှာတင်ကြောင်ဝမ်းထွက်ခဲ့တယ်အိမ်ပြင်ဘက်ကောင်းကင်ရန်ထဲမှာတော့အတောင်ပန်ကြီးကိုခတ်ပြီးပြန်ထမ်းနေတဲ့အေယာမနဂါးချီတကောင်ရှိနေပါတယ်အဲ့ဒီနဂါးရဲ့ကြော်ပေါ်မှာတော့မမတ်ရနေတဲ့လူရိတ်နှစ်ခုကိုတွေ့ရပါတယ်မိုးရူချန်ဟာအဲ့ဒီလူရိတ်ကိုမြင်လိုက်ရတဲ့အခါချက်ချင်းပဲအံ့အားတင်သွားပြီးနဂါးကြောပေါ်ကလူလက်ပိုင်းတယောက်ကိုရိုးရိုးသေးသေးအယိုးသေးပေးလိုက်ပါတယ်လာတဲ့လူကတော့တားရှဲရဲ့စစ်ပွေရန်36ပါးတဲ့ကတပါးချက်တဲ့ကုယူမော့ပဲထည့်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာဘေးနားကလူငယ်လေးရဲ့ပခုံးကိုကိုက်ပြီးနဂါးကြောပေါ်ကနေခုန်ဆင်းလာခဲ့တယ်မိုးရူချန်ကကုယူမော့ဘေးနားကလူငယ်ကိုမော့ကြည့်ပြီးလွန်ခဲ့တဲ့10နှစ်ကခွဲခွာခဲ့ပြီးကတည်းကကိုစစ်ဘူရန်စီကနေပညာသင်ယူဖို့အခွင့်အရေးမရခဲ့ပါဘူးကိုစစ်ဘူရန်ဘေးနားကဒီလူငယ်ကဘန်တူပါလဲလို့မေးလိုက်ပါတယ်ကိုယူမော့ကပြုံးပြီးဒါကတော့ကျုပ်ရဲ့သားကုလင်းရှောက်ပါပြီးခဲ့တဲ့လကမှနိုးထားခြင်းအခမ်းအနားကိုတက်ရောက်ခဲ့ပြီး S အဆင့်ရှိတဲ့သားရဲတကောင်ကိုနိုးထားစေနိုင်ခဲ့တာပါသူစိတ်တိုက်ကြနေတာကိုတွေ့ရလို့ကျုပ်ကြီးပြင်းခဲ့တဲ့နေရာကိုပြန်ခေါ်လာတာပါဒီကောင်တွေကမြို့တော်မှာပဲကြီးပြင်းခဲ့တာသူ့အမေကလည်းအလိုလိုက်ထားတော့အမြင်ကမြင့်နေတာပေါ့ဒါကြောင့်ကဘာပေါ်မှာ S အဆင့်ရှိတာဘယ်လိုမျိုးလဲဆိုတာသိရောက်ခေါ်လာတာပါပါရမီဆိုတာအနည်းဆုံးအဆင့်ကိုပဲတတ်မှတ်ပေးတာပါအမြင့်ဆုံးအဆင့်ကိုမတတ်မှတ်နိုင်ပါဘူးကျုပ်ကူးရီမော့ရဲ့သားကတော့တားမှလူတရားမဖြစ်စေရဘူးလို့ပြောလိုက်ပါတယ်မိုးရူချန်ဟာစိတ်ထဲကနေအကြီးအကျယ်အံ့အားသင့်သွားပါတယ်ဒါဟာမျိုးတော်ကမိသားစုကြီးတွေရဲ့အဆင့်အတန်းလားလွန်ခဲ့တဲ့နှစ်ပေါင်း20ကကုရီမော့ဟာမျိုးတော်ကမိသားစုကြီး9ခုတည်းကတစ်ခုဖြစ်တဲ့ချင်းမိသားစုကသမီးကြီးနဲ့လက်ထပ်ခဲ့ပြီးမျိုးတော်မှာပဲအခြေချနေထိုင်ခဲ့တာပါချင်းမိသားစုဆိုတာတကယ်မိသားစုကြီးတစ်ခုပါချင်းမိသားစုရဲ့သမီးကြီးချင်းအန်လန်မှာစစ်တပ်ကိုအုပ်ချုပ်နေတဲ့မောင်လီနှစ်ယောက်ရှိပြီးအကိုဖြစ်သူကလည်းစစ်ဗိုလ်ရင်တစ်ပါးဖြစ်ပါတယ်မိသားစုတစ်ခုထဲမှာစစ်ဗိုလ်ရင်2ယောက်နဲ့စစ်ဗိုလ်ရင်တစ်ပါးရှိတာပါအခုကုယူမော့ပါပေါင်းလိုက်ရင်စစ်ဗိုလ်ရင်2ယောက်နဲ့စစ်ဗိုလ်ရင်2ပါးဖြစ်သွားပြီပေါ့ချင်းအဖိုးအိုးကလည်းတားရှက်ရဲ့နတ်မင်း9ပါးတဲကတစ်ပါးဖြစ်တာကြောင့်ဒီလိုမျိုးမိသားစုကနေဆင်းသက်လာတဲ့ကုလင်းရှောင်းတွတ်တတ်မှတ်ချက်မြင်မာတာဟာပုံမှန်ပါပဲအဲ့ဒီအချိန်မှာကုယူမော့ကဆိုးကပြောတာကြားလိုက်တယ်ရှင်းဟိုင်သားရဲ့အကယ်ဒမီမှာ SSS အဆင့်သားရဲ့ကိုနိုးထားစေနိုင်တဲ့ပါရမီရှင်တယောက်ထပ်ပေါ်လာတဲ့ဆိုလို့မေးလိုက်ပါတယ်မိုးရူချင်းကဝေခွဲမရတယ်လို့စဉ်းစားပြီးဟုတ်ပါတယ်ဒါပေမဲ့သူကရှင်းဟိုင်သားရဲ့အကယ်ဒမီရဲ့ကျောင်းသားမဟုတ်တော့ပါဘူးကုစစ်ပူရင်စိတ်ဝင်စားတယ်ဆိုရင်အတူတူသွားကြည့်ကြတာပေါ့လမ်းမှာပဲပြောကြရအောင်လို့ပြန်ပြောလိုက်ပါတယ်ကုယူမော့ကခေါင်းညိပြီးဒါဆိုရင်ကျုပ်ရဲ့နက်နခနဲ့ပဲသွားကြတာပေါ့လို့ပြောလိုက်ပါတယ်မိုးရူချင်းဟာစိတ်ထဲမှာအယမ်းကိုထိတ်လန့်သွားပါတယ်ဒီနက်နခဟာတားရဲယူထဲမှာ SS ဆင်ရှိပြီးသူ့ရဲ့ဆွမ်းနာဟာမိုးရူချင်းနဲ့အဆင့်တူတဲ့တန်မှုအဆင့်မှာရှိပါတယ်ဒါပေမဲ့ကုယူမော့ရဲ့ရှေ့မှာတော့ဒါဟာတည်ယူပို့ဆောင်ရေးရင်တစ်ခုလိုပါပဲတစ်ချိန်ထဲမှာပဲရှင်းဟိုင်အကယ်ဒမီမှာအချိန်အကန့်အသတ်ကြောင့်ကျန်တဲ့နူးထိုးခြင်းအခမ်းအနားတွေကိုမွန်းလွယ်ပိုင်းမှာဆက်လုပ်မှာဖြစ်ပါတယ်လူချာချီဟာကျွန်တော်ရဲ့ထူးချွန်တဲ့စွမ်းဆောင်ရေးကိုမြင်ပြီးနောက်မှမကြေမနက်ဖြစ်နေပါတယ်ဒါကြောင့်သူမဟာကျွန်တော်ရှေ့ကိုရောက်လာပြီးကောင်းချန်ငါဆန်းစောပြီးတကယ်တော့ဒီမနက်ကငါတို့နှစ်ယောက်လုံးစိတ်လှရှားသွားကြတာပါနင်ဒါငါကိုတောင်းပန်မယ်ဆိုရင်ငါနင့်ကိုခွင့်လွှတ်ပေးပြီးဆက်တွဲလို့ရပါသေးတယ်လို့ဟန်ဆောင်ဖန်ဆောင်ပြောလိုက်ပါတယ်
ကျွန်တော်ကတော့ဘာမှပြောမပြောပဲထမင်းကိုလာဆက်စားနေလိုက်ပါတယ်လျိုကြားချီကခဏဆုံးပေမဲ့ကျွန်တော်ကပြန်မဖြေတာကြောင့်လူအများရှိမှာတွေခေါင်းချန်ငါနေနဲ့စကားပြောနေတာလေမကြောက်ဘူးလားဘာလို့ပြန်မဖြေတာလဲလူအော်မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာလျိုကြားချီဟာမယုံနိုင်အောင်ဖြစ်သွားပါတယ်ပုံမှန်ဆိုရင်သူမပါဆက်လီဟာလိုက်တာနဲ့သူမပိုက်စာနေတာလားရင်းငနေတာလားဆိုလားကျွန်တော်ကတည်နေပြီးသူမရဲ့လူအင်မှန်သမျှကိုချက်ချင်းဖြည့်ဆည်းပေးခဲ့တာပါဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်ကလူတယောက်လုံးဖြောင်းလဲသွားသလိုဖြစ်နေလို့သူမအထမယုံနိုင်စရာဖြစ်နေတာပါ ဒီအချိန်မှာတော့ကျွန်တော်ဟာအစစ်ရှိတဲ့ရွှေတုံးတုံလို့ဖြစ်နေပါတယ်ဆွဲဆောင်မှုရှိပေမဲ့ဘယ်သူမှမထီရကြပါဘူးဘာလို့လဲဆိုတော့စစ်ဘရီရင်တယောက်ကိုဖြစ်ဖြစ်သူ့နောက်ွယ်ကချင်းမီသားစုကိုဖြစ်ဖြစ်ဘယ်သူမှမဖြစ်မှာချင်းကြလို့ပါဒါတောင်မှကျွန်တော်မျက်နှာကတော့မပြောင်းလဲပဲစစ်တပ်ကယူလာတဲ့နိုးထွက်ချင်းကြောက်တုံးစီကိုရှောင်ထွားခဲ့ပါတယ်ကျွန်တော်လက်ကိုကြောက်တုံးပေါ်ထပ်တင်လိုက်တဲ့အခါမှာတော့တောက်ပတဲ့အလင်းတန်းကြီးဟာတကွင်းလုံးကိုဖုံးလွှမ်းထွားပါတယ်ကျွန်တော်ဟာမထင်းချုနိုင်ပဲထောင်းထက်ထက်ပြောင်းလဲသွားပြီးကောင်းကင်တုံဟေးစီမဲ့ဟင်းဟောက်တန်ကိုလွှတ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲရှေးဟောင်းသွေးစာနေတဲ့အရှင်အဝတွေဟာတကွင်းလုံးမှာပြည့်နှက်သွားပါတယ်အားလုံးဟာအသက်ရှူရကြက်တဲ့အထိဖိအားပေးခံလိုက်ရပါတယ်ကူယူမော့ရဲ့ထမ်းရွေငကားပြတောင်မှကျွန်တော်နိုးထွက်လာတဲ့တတ္တဝါရဲ့ဖိနှိမ်မှုကိုခံလိုက်ရပါတယ်ဒါကိုမြင်တော့ကူယူမော့ရဲ့မျက်နှာမှာထိမ့်လန့်တုန်လုံးမှုတွေပေါ်လာပါတယ်ကျွန်တော်နိုးထွက်လာတဲ့အရှင်အဝါကိုသူရှင်းရှင်းလင်းလင်းခန်းစားလိုက်ရပါတယ်သူထမ်းရွေငကားပြကိုနိုးထွက်စေခဲ့တုန်းကထက်အစားပေါင်းများစွာပုံမှုပြင်းထန်တယ်လို့သူ့သားရဲ့နိုးထွက်မှုအရှင်အဝါထက်လည်းတာလွန်းနေပါတယ်တတ္တဝါအားလုံးကိုဒူးထောက်အရှုံးပေးစီမဲ့ဒီလိုအရှင်အဝါမျိုးကတစ်ခုပဲရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ဟာဒန်တာယီလာ SSL အရှင်ကိုနိုးထွက်စေခဲ့တာပဲဖြစ်ပါတယ်ဒါဟာတရံရန်လုံးမှာ